ိုလေမြက်ကကိုရီးယားဒရမာတွေအရန်ကြိုက်တဲ့သူဆိုတော့သူ့ရဲ့သွားတဲ့ဒီအချစ်ဒရမာ flow လေးကအဲ့ဒီပုံစံလေးပဲပေါ့နော်ပြီးတော့မြတ်တို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်ဝတ္ထုဆိုင်တွေသွားပြီးဆိုအချစ်ဝတ္ထုတွေပဲမြက်ကဖတ်တာပြီးတော့အဲ့လိုဝတ္ထုတွေထဲမှာဆိုလို့ရှိရင်မြတ်တို့ main ကလေးတွေတော်တော်များများကြိုက်တတ်တဲ့ပုံစံမျိုး romance drama လေးပေါ့နော်အဲ့ဒါကြောင့်မို့လဲမြက်ကဒီကားလေးကိုလက်ခံပြီးတော့ရိုက်ကူးလာတာပါရှင်မြက်ကဒီကန်ထူးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာမိုးမခါဆိုတဲ့ character နဲ့ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါရဲ့ရှင်မိုးမခါလေးကဘာလို့ကန်ထူးအောင်ထွက်လာလို့ရှိရင်တော့ဒီကားလေးကချစ်ဖို့ကောင်းမဲ့ရုပ်ရှင်ကားလေးတစ်ခုလုံးမြင်တယ်ဘာလို့လဲဆိုတော့အချစ် drama လေးဆိုတော့လေဟုတ်ကဲ့ဘာလို့ဒီကြောင်ဖြစ်လာလဲပေါ့နော်မြရဲ့ဇက်ကောင် character ကို director ကြီးကိုပြည့်ဖြိုးနိုင်ပြောပြတဲ့ပုံစံအရာဆိုရင်မြတို့ပုံဖော်ထားတဲ့ပုံစံလေးကတော့ရိုးရိုးအေးအေးလေးနဲ့ချစ်ဖို့ကောင်းတယ်ပေါ့နော်ဟုတ်အချစ်ဇက်ကားလေးပါရှင့်ချစ်ကားလေးလည်းဖြစ်တယ်ဒီလောက်ဒီကိုဘက်ကရူဝါမှာလားဘယ်လိုလေးဖြစ်ချစ်ကြမှာဆိုတော့ကိုဘက်ကရူဝါမယ်ဆိုတာထက်လို့လေးပွင့်ဆိုင်အချစ်ဇက်လန်းလေးပေါ့နော်ဟုတ်အလောက်လေးပဲပြောပြလို့ရမယ်နဲ့တွေ့တော့ကြာ spoil လုံးရင်ရိုက်ခံရလိမ့်မယ်ဟုတ်ဒါတော့ပွင့်ဆိုင်တော့ဘယ်လိုလေးပွင့်ဆိုင်လဲဟုတ်လေးပွင့်ဆိုင်ဒါရှိတဲ့သူတွေကအသေးရပြီးတော့ချစ်ရမှာလားတော့မိုးရမှာလားလေးပွင့်ဆိုင်တာလားပြီးတော့တော့တင်ခဲ့ရမှာမသိဘူးဟိုလေမြက်ကကိုရီးယားဒရမာတွေအရန်ကြိုက်တဲ့သူဆိုတော့သူ့ရဲ့သွားတဲ့ဒီအချစ်ဒရမာ flow လေးကအဲ့ဒီပုံစံလေးပဲပေါ့နော်ပြီးတော့မြတ်တို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်ဝတ္ထုဆိုင်တွေသွားပြီးဆိုအချစ်ဝတ္ထုတွေပဲမြက်ကဖတ်တာပြီးတော့အဲ့လိုဝတ္ထုတွေထဲမှာဆိုလို့ရှိရင်မြတ်တို့ main ကလေးတွေတော်တော်များများကြိုက်တတ်တဲ့ပုံစံမျိုး romance drama လေးပေါ့နော်အဲ့ဒါကြောင့်မို့လဲမြက်ကဒီကားလေးကိုလက်ခံပြီးတော့ရိုက်ကူးလာတာပါရှင်ကိုပီနဲ့ရောဘယ်နှကားမြောက်လာလဲရှင်ကိုပီနဲ့ကလည်းမြရဲ့ပထမဦးဆုံး series ပေါ့နော်မြက်ကိုရိုက်တဲ့ဟာလေးကတော့ပထမအောင်ဆုံးဒါကတော့ဒုတိယကားဖြစ်ပါရဲ့ရှင်ဟုတ်